အိတ်ဆက်ချင်းကအရေးကြီးတယ်ဆိုတာကိုတော့အားလုံးသိပြီးသားပါဒါပေမဲ့အရေးပြတာကခန္ဓာကိုယ်နဲ့ဦးနောက်ကိုဘယ်လောက်ထိဆိုးဆိုးရွားရွားထိခိုက်စေနိုင်တယ်လဲဆိုတာကိုသိပြန်ရှင် network ရဲ့လေလာတွေ့ရှိချက်တွေကဖော်ထုတ်ပြထားပါလေကဲဒီနေ့မှာတော့အိတ်ဆက်ချင်းတာဘာကြောင့်ဇင်ခံပစ္စည်းတစ်ခုမဟုတ်ပဲမရှိမချစ်လို့ရတဲ့စွမ်းအားတစ်ခုချင်းနေရတယ်လဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင် အေးရေးပက်ချင်းရဲ့တက်ရောက်မှုတွေကကျွန်တော်တို့ထင်ထားတဲ့ MRI ပို့ချပြပါအဲကဲအရင်ဆုံးလူသိမပြောကြပေမဲ့အရန်အရေးကြီးတဲ့အကြောင်းအရာတစ်ခုနဲ့စလိုက်ရအောင် ဟုတ်ပါတယ်တိပြန်ပညာရှင်မတ်ဝေါ်ကာကဒီအကြောင်းကိုစပြောတော့လေတော်တော်လေးကိုဓာတ်ရိုက်ကြတဲ့စကားလုံးနဲ့စလိုက်တာပါဘာလို့လဲဆိုတော့ဒါဟာမျိုးပွားကျမ်းမာရေးနဲ့တိုက်ရိုက်သက်ဆိုင်နေလို့ပါပဲ ဒီကွာခြားချက်ကတော်တော်လေးကိုတုံးလုံးစရာကောင်းပါတယ်တညာကို9နာရီပဲအိတ်တဲ့အမျိုးသားတွေမှာဆိုရင်လေဝဲစစ်အရွယ်အစားကတိတိတသာတင်းငဲ့သွားယုံတင်မဟုတ်ဘူးနော်သူတို့ရဲ့ testosterone ပမာဏကလည်းပုံမှန်အိတ်ဆက်သူတွေထက်အသက်10နှစ်လောက်ပိုကြီးရဲ့လူတစ်ယောက်ရဲ့အဆင့်ကိုရောက်သွားတယ်ဆိုတာကိုတွေ့ခဲ့ရပါတယ် စဉ်းစားကြည့်လေအရင်နည်းနည်းပြည့်ယုံနဲ့ခနာကိုကဇီဝကမ္မအရာ10နှစ်လောက်ဦးမင်းသွားစေနိုင်တယ်ဆိုတာပါဒီလိုထိခိုက်မှုမျိုးကအမျိုးသမီးတွေမျိုးပွားကျန်းမာရေးမှာလည်းအလားတူပါပဲဒါပေမဲ့ဒီတန်ကခနာကိုမှပဲရက်မနေပါဘူးအဓိကဖြစ်တဲ့ဦးနှောက်ကိုလည်းဆိုးဆိုးရွားရွားထိခိုက်စေပါတယ် ဟုတ်ပြီခနာကိုယ်ရဲ့လှုပ်ဆောက်ချက်တီကြားချင်းလာတဲ့နှုံပဲအရေးပြတ်တာကကျွန်တော်ရဲ့အဓိကချင်းချိုးရဲ့စင်ထစစ်တဲ့ဦးနောက်ကိုလည်းထိခိုက်စေပါတယ်အိတ်ဆက်ချင်းဆိုတာမှတ်ညံတွေကိုတင်စီဖို့အတွက် safe color တစ်ခုလို့အလုပ်လုပ်ရုံတင်မကဘူးအချက်လက်အသစ်တီမဝင်ခင်ဦးနောက်ကိုအစင်းတင်ဖြစ်အောင်ပြင်ဆင်ပေးတဲ့ format လုပ်ငန်းစဉ်တစ်ခုလည်းဖြစ်ပါတယ်ဒီလိုလေးမြင်အောင်ကြည့်လိုက်ပါအရေးဝါနေတဲ့ဦးနောက်ကအချက်အလက်အသစ်တွေကိုစုပ်ယူဖို့အစင်းတင်ဖြစ်နေတဲ့၆သွေးတဲ့အရေးမြုပ်တုံးကတုံးလိုပါပဲဒါပေမဲ့အရေးပြတ်တဲ့ခါမှာတော့ဦးနောက်ရဲ့မှတ်ညောင်ထိုးလောင်ရနေတာဖြစ်တဲ့ hippocampus ကရေတွေအကိဆိုနေတဲ့ရေမြုပ်တုံးလိုဖြစ်သွားပြီးဘာကူမှထပ်ပြီးမဆုပ်ယူနိုင်တော့ပါဘူးဒီအချက်ကိုတက်တေပြဖို့တစ်ပြပညာရှင်တွေကစမ်းသပ်မှုတစ်ခုလုပ်ကြည့်ခဲ့တယ်လူတွေကိုအုပ်စုတစုခွဲလိုက်တယ်တအုပ်စုကိုတော့၈နာရီအပြည့်အိတ်ခိုင်းပြီးနောက်တအုပ်စုကိုတော့တညလုံးမအိပ်ပဲနေခိုင်းလိုက်တယ်ပြီးတော့သူတို့အားလုံးကိုအချက်လက်အသစ်တွေတင်ယူခိုင်းတဲ့အခါဘာဖြစ်သွားလဲဆိုတော့ရလာကြလားတကယ့်ကိုရှင်းရှင်းလင်းလင်းပါပဲအရေးပြတ်တဲ့အုပ်စုရဲ့တင်ယူနိုင်စွမ်းဟာ40%ကြီးကိုထိုးချသွားပါတယ်။ပြောရရင်ဒါစာမေးပွဲမှာအမတ်ကောင်းကောင်းနဲ့အောင်တာနဲ့လုံးဝချရှုံးသွားတာလောက်ကိုကွာခြားတဲ့ပမာဏပါပဲ။ MRI စက်ထဲမှာစစ်ဆေးကြည့်တဲ့အခါအရေးပြတ်နေတဲ့ဦးနှောက်ရဲ့ hippocampus မှာဘာလှုပ်ရှားမှုမှကိုမတွေ့ရတော့ပါဘူး။ဒါမှညံတွေကိုလက်ခံတဲ့ inbox တကားကြီးကိုလုံးဝပိတ်ချလိုက်တယ်လို့ပါပဲ။ဝင်လာတဲ့အချက်အလက်အသစ်တွေအားလုံးဟာဘယ်ကမှမရောက်ပဲအပင်ကိုပဲပြန်လွှင့်ထွက်သွားတော့တာပါ။ ဦးနောက်တယ်မဟုတ်ပါဘူးအရေးပြချင်းကခန္ဓာကိုယ်တစ်ခုလုံးအတွက်ပါအရေးပြချင်းကခန္ဓာကိုယ်တစ်ခုလုံးအတွက်အရေးပေါ်အချက်ဖေးခေါင်းလောင်းကိုတီးလိုက်ကနေအတူတူပါပဲဒီအချက်ကိုတက်တည်ပြနေတဲ့အကောင်းဆုံးကမ္ဘာလုံးဆိုင်ရာဥပမာတစ်ခုရှိတယ်အဲ့ဒါကတော့ daylight saving time ပါပဲຫນွေဦးမှာအိတ်ချင်းတနာရီကျော်သွားတဲ့အခါနောက်တစ်နေ့မှာနှလုံးဖောက်ပြန်မှု24%တက်လာပါတယ်အော်အိုးစရာကောင်းတာကစောင်းအိုးမှာအိတ်ချင်းတနာရီပိုရတဲ့အခါမှာတော့နှလုံးဖောက်ပြန်မှု21%ပြန်ကျဆင်းသွားပါတယ်အိတ်ချိန်တနာရီကအသက်နဲ့သေးချင်းကိုတောင်ဆုံးဖြတ်ပေးနိုင်တယ်ဆိုတာကိုပြနေတာပါကျွန်တော်တို့ရဲ့ကိုခံအားစနစ်မှာလေလျှို့ဝှက်အေဂျင့်တွေလို့အလောက်လှုပ်တဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်သူတို့ကကင်ဆာဆဲလ်လို့အန်ဒီရရှိတဲ့အရာတွေကိုရှာဖွေတိုက်ထုတ်ပေးပါတယ်သူတို့ကို natural killer cells လို့ခေါ်ပါတယ်ဒါပေမဲ့အိမ်ရေးပြတ်တဲ့အခါမှာတော့ အခုပြောမဲ့ဂိမ်းကနန်းကတော့တကယ်ကိုကြောက်စရာကောင်းပါတယ်တညလေးနော်4နာရီပဲအိတ်လိုက်ရုံနဲ့ခန္ဓာကိုယ်ရဲ့ကင်ဆာတိုက်ဖြတ်နိုင်စွမ်းဟာ80%အထိကိုကျဆင်းသွားပါတယ်ဒါဟာတညလေးနဲ့ကိုခံအားစစ်တမ်းကိုအကြီးကျယ်ချိနေသွားစေတာပါအဆိုးဆုံးကဘာလဲဆိုတော့အေးရေးပြချင်းရဲ့တက်ရောက်မှုက DNA အဆင့်အထိကိုရောက်တော့တာပါပဲတပတ်လောက်တည6နာရီပဲအိတ်ဆက်တာနဲ့မျိုးဗီဇ900ကျော်ရဲ့လောက်ဆောင်ချက်တွေပြောင်းပြန်ဖြစ်သွားတာပါကောင်းတဲ့ကုချန်အားမျိုးဗီဇတွေကပိတ်သွားပြီးအကျိတ်ရောင်ရမ်းမှုနဲ့စိတ်ဖြစ်စီမှုကိုဖြစ်စေတဲ့မျိုးဗီဇတွေကတော့ဖွင့်လာပါတော့တယ်ကဲတည်င်းဆိုးတွေချီရင်ပဲတော့မဟုတ်ပါဘူးမျောလင်းချက်ရှိပါသေးတယ်ကျွန်တော်တို့ရဲ့ဦးနောက်မှာဒီဖြက်စီးမှုတွေကိုပြန်လဲပြုပြင်ပေးနိုင်တဲ့အံ့ဩစရာကောင်းတဲ့ရန်တရားတစ်ခုရှိပါတယ်အဲ့ဒါကတော့နှစ်ချိုက်စွာအိတ်ဆက်ခြင်းပါပဲနှစ်ချိုက်စွာအိတ်ဆက်နေတဲ့အချိန်မှာဦးနောက်ကကွန်ပျူတာတစ်လုံးလိုအလုပ်လုပ်ပါတယ်နေဘကရလာတဲ့အချက်လက်အသစ်တွေကိုရေတို့တူလောင်နေရဖြစ်တဲ့ hippocampus ကနေရေရှည်တူလောင်ရနေရဖြစ်တဲ့ cortex စီကိုလွှဲပြောင်းသိမ်းဆည်းပေးပါတယ်ဒီလို file transfer လုပ်ငန်းစဉ်ကမှတ်ဉာဏ်တွေကိုခိုင်မာစေပြီးနောက်နေ့အထက်တင်ယူနိုင်စွမ်းကိုပြန်လဲပြင်ဆင်ပေးပါတယ်ဒါဆိုရင်ပိုကောင်းတဲ့အိတ်ဆက်ခြင်းကိုဘလို့ရအောင်လုပ်ကြမလဲတိပန်နီကြလဲကိုဆုံးတဲ့အထီရောက်ဆုံးနီလန်တစ်ခုကိုကြည့်လိုက်ရအောင်ပါပရမတ်တစ်ချက်ကတော့ပုံမှန်ဖြစ်ဖို့ပါပဲ
နေတိုင်းအရာဝင်းချင်နဲ့နုထစ်ချင်ကိုတူညီအောင်ထားပါဒါကခန္ဓာကိုယ်ရဲ့အတွင်းနိုင်ကိုမှန်မှန်ကန်ကန်လဲပတ်စေပါတယ်ဒုတိယတစ်ချက်ကတော့အပူချိန်ပါခန္ဓာကိုယ်ကအိတ်ဆက်ဖို့အတွက်အတွင်းအပူချိန်ကိုအနည်းငယ်လျှော့ချဖို့လိုအပ်တာကြောင့်အိတ်ခန့်ကိုအိမ်မြနေအောင်ထားခြင်းကနှစ်ချိုက်စွာအိပ်ပျော်ဖို့ကိုအများကြီးကူညီပေးပါတယ် အဆုံးသတ်အနေနဲ့ပြောရရင်တော့အချက်ကရှင်းရှင်းလေးပါပဲအိတ်ချင်တူလေးဘဝတူလေးပါပဲဒါဟာတေဆုံးလုံးကိုတော့ကြိုတင်ခံမှန်းနိုင်တဲ့အဓိကအချက်တစ်ခုဖြစ်နေပါတယ် ဒီအချက်တွေအလုံးကိုတီးပြီးတဲ့နောက်မှာတော့တကယ်အရေးကြီးတဲ့အဓိကအချက်ကဘာဖြစ်မလဲ အထူးအချက်ကတော့ဒါပါပဲအိတ်ဆက်ချင်းဟာဇင်ခံပစ္စည်းတစ်ခုဒါမှမဟုတ်ရွေးချယ်စေလားတစ်ခုမဟုတ်ပါဘူးဒါဟာကျွန်တော်တို့ရဲ့ကျန်းမာရေးဒုက္ခချမ်းသာနဲ့ဘဝတစ်ခုလုံးအတဲ့မရှိမဖြစ်လို့အတဲ့ညှိနှိုင်းလို့မရရဲ့အသက်ကယ် system တစ်ခုပဲဖြစ်ပါတယ်